94 95 96ချစ်မိတ်ဆွေများမင်္ဂလာပါနော်94 95 96ဦး2023 24 25ခွန်4ခွန်5ခွန်6နဲ့23 24 25ကိုအတူကနန်းတူ site တူလေးတစ်ခွက်ပြပေးပါမယ်နော်94 15ပင်3956 94 15ပင်3956သူ့အပေါ်ကိုတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်မှာနောက်နှစ်မှာ360ပတ်လဲဒီ86ခုနှစ်360ပတ်လဲပြီးတပင်2ပင်3ပင်4ပင်5ပင်မှာ6ခွန်8ပတ်လဲနော်94ခုနှစ်15ပင်မှာ356ကော်လီအထိုင်တစ်လုံးချလိုက်တယ်နောက်အပေါ်10ပင်မှာအပေါ်10ပင်ရဲ့နောက်နှစ်85ခုနှစ်မှာ360နောက်နှစ်86ခုနှစ်မှာ360ပြီးတပင်2ပင်3ပင်4ပင်5ပင်မှာ6ခွန်8ဆိုစီနီယာပတ်လက်ထည့်ပြီးရတဲ့6ခွန်8ကအောက်1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲမှာစီနီယာအလဲရခေါ်တဲ့စီနီယာပေါ့နော်အလဲရတွေနောက်ကိုခေါ်တဲ့1 2 3စီနီယာထည့်ပြီးတော့အောက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်မှာ356ပြောရင်တော့356 360 6ခွန်8 312စီနီယာပြန်ထည့်ပြီးတော့ဒီ356ကိုဒီမှာလာပြီးပြန်ပေါက်ဒီ356ကိုဒီမှာပြန်ပေါက်အဲ့လိုပဲ23ခုနှစ်2023တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်11ပင်12ပင်မှာ635လို့အထိုင်တစ်လုံးချမယ်635အထိုင်တစ်လုံးချပြီးအပေါ်10ပင်ဟိုဘက်ကလိုပဲတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်မှာ3963ပတ်လက်ထည့်ဟုတ်နော်10ပင်မှာ3963ပတ်လက်ထည့်ပြီးသူ့ဘေးတပင်2ပင်3ပင်4ပင်5ပင်မှာ68ခွန်ဟိုမှာလိုပဲ68ခွန်ပြန်ထည့်68ခွန်ထည့်ပြီးအောက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်9ပင်မှာအလဲရခေါ်တဲ့စီနီယာ3နှစ်လေးလို့ထည့်ဒီ635အောက်မြင်းကုန်ဒီ635အောက်မြင်းကုန်3နှစ်လေးစီနီယာထည့်ပြီးရတယ်အောက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်မှာတရားမဟုတ်နော်635ဆိုတဲ့ခဏဒီပွဲမှာထည့်635 635ပတ်လက်ထိုးလိုက်
ဟုတ်နော်356 360 356အပေါ်7နောက်နှစ်360နောက်နှစ်တပင်2ပင်3ပင်4ပင်5ပင်မှာ6ခွန်8 6ခွန်ရှင်းကြပြီးတော့ဒီ356ကမြင်းကွက်မှာအောက်မြင်းကွက်မှာစီနီယာ312ထည့်ပြီးရတယ်အောက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်မှာဒီလုံးထည့်ပြန်ကြ356ထည့်ပြန်ကြအဲ့တော့ဒီမှာ356ထိုင်356တလုံးအပေါ်7ရဲ့ဘေးမှာ6363ပတ်လဲနောက်နှစ်တပင်2ပင်3ပင်4ပင်5ပင်မှာ6ခွန်8ပတ်လဲနော်6ခွန်8ပတ်လဲထည့်ပြီးတော့6335ရဲ့ဒီအောင်မြင်ခွက်မှာစီနီယာထည့်ပြီးအောက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်မှာဒီအလုံးပြန်ကြတဲ့ပြန်ကြ6335ပတ်လဲထိုးရင်တော့ပိုကောင်းတော့6335ပတ်လဲဟုတ်နော်356အပေါ်7ပင်ဘေးမှာ360ဘေးတပင်2ပင်3ပင်4ပင်5ပင်မှာ6ခွန်8ပတ်လဲ6ခွန်8ပတ်လဲထည့်ပြီးရင်356အောင်မြင်းကွက်မြင်းကုံမှာစီနီယာထည့်ပြီးတာနဲ့အောက်10ပင်မှာ356ဒီ356ဒီမှာပြန်ပြီးထည့်ပြန်ထွက်အဲ့လိုပဲ6335အပေါ်7ပင်ရဲ့ဘေးမှာ363ပတ်လဲဘေးတပင်2ပင်3ပင်4ပင်5ပင်မှာ6ခွန်8ပတ်လဲနော်ကြပြီးရနဲ့သူ့အောက်6335ရဲ့မြင်ကွက်မှာစီနီယာရဲ့အောက်10ပင်မှာစီနီယာရဲ့အောက်10ပင်မှာဒီ6335ပတ်လေ6335ပတ်လေလေးတစ်လုံးထိုးထားတင်ပါနော်ကဲ okay အားလုံး good luck